အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချစ်ပါကျွန်တော်ဒီနေ့ပြောချင်တာလေးရှိတယ်ပေါ့နော်မပြောလို့လည်းမရတော့ရင်မှာတိတ်ထားရတာလဲကိုယ့်ကိုမော့ကျဲနေရဒုက္ခစားရတယ်ပေါ့နော်အရင်တော့ဖြစ်သမျှပြောချေပေမဲ့လည်းမပြောဖြစ်ဘူးဒါပေမဲ့နေကြတော့ဘာတွေတွေးလဲဘာတွေမြင်နေရလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကိုကလည်းပြောချေတယ်ပေါ့နော်ဒီနေ့ကျွန်တော်ဒီ reaction လုပ်တယ်ဆိုတာထဲကိုကနည်းနည်းပုံတယ်လို့ပြောမှာပေါ့နော်အဲ့ဒါကိုက reaction ကိုရည်ရွယ်တာမဟုတ်ပါဘူးကိုပြောချင်တာလေးကိုရည်ရွယ်တာဖြစ်ပါတယ်နော်အဲ့ကိုသိစေချင်ပါတယ်ပထမဦးဆုံးဗီဒီယိုတစ်ပုတ်လေးနဲ့စလိုက်ရအောင်ပါနိုင်ငံခြားရောက်နေပြီးတော့အတိတရားခေါင်းပါတဲ့သူတွေကိုဒီနေ့အတိတရားလေးနည်းနည်းလောက်ထည့်ပေးခြင်းလို့ပါရှင်ကျမကမတ်တာပါအခုမလေးရှားနိုင်ငံမှာရောက်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကျမမလေးရှားနိုင်ငံမှာရှိတဲ့သူတွေရဲ့အကြောင်းကိုပဲပြောမယ်ကျန်တဲ့နိုင်ငံတွေမပြောသေးဘူးဘာလို့လဲဆိုတော့ကိုယ်နိုင်ငံမှာအခုအချိန်မှာဒီလောက်ထိအသက်တွေအများကြီးထောင်ချီပြီးတော့ဆုံးရှုံးနေရတဲ့အချိန်အိုးမဲ့အိမ်မဲ့တွေဖြစ်ပြီးလမ်းမေးရောက်စားစရာမရှိအသက်တွေအများကြီးပေးဆက်နေရတဲ့အချိန်အသက်တွေအများကြီးဆုံးရှုံးနေရတဲ့အချိန်မိသားစုဝင်တွေဆုံးရှုံးသွားလို့မိသားစုဝင်နေအခုချိန်ကြီးရှာလို့မတွေ့လို့အားလုံးပူပင်တောကတွေရောက်နေရတဲ့အချိန်ဒီချက်ပူတဲ့အပူဘာအပူမှမရှိတော့ဒီလောက်ထိပူပင်တောကရောက်နေရတဲ့အချိန်မှာအခုမလေးရှားမှာရှိနေတဲ့သူတွေထဲမှာမှတချို့လူတွေတက်တော်တွေကတင်နေတယ်ဖင်နေလှုပ်တယ်လင်တာယူပို့တွေတင်တယ်ဖောက်ပြန်တဲ့ပို့တွေသစ္စာမရှိတဲ့ပို့ဒီမရတာယူလင်တာယူပို့တွေအဲ့ဒါတွေပဲတင်နေကြတော့မှလားစားတော့မျိုးဆိုနေတဲ့ဟာတွေတင်နေကိုမျိုးရတယ်ကိုအခုချိန်မှာစားနေရတယ်ဆိုလို့ရှိရင်လေမျိုးသိပ်ပြီးတော့စားနင်တို့အခုချိန်မှာအရန်ပျော်နေရဆိုလို့ရှိရင်လေနင်တို့တိုးတိုးတိတ်ကလေးပြောကြကိုနိုင်ငံမှာဒီလောက်ထိဖြစ်ပြနေရကွယ်ကိုစင်းမစားကြောက်လားနင်တို့မှအတိတရားမရှိကြောက်လားနင်တို့မိသားစုဝင်နေမပါတိုင်းပျော်တယ်ဆိုလို့ရှိရင်လေလိုင်းမောက်ကိုတက်မလာပဲနဲ့ပျော်နင်တို့ကဲဒီဗီဒီယိုကတော့ကျွန်တော်ကြည့်ပြီးသွားပြီပေါ့နော်ကြည့်ပြီးသွားပြီဆိုတော့အဲ့ဗီဒီယိုက10မိနစ်လောက်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုတစ်ပုတ်လို့ကြည့်မယ်ဆိုရင်ဒီဗီဒီယိုကတအားရှင်းမှာဆိုလို့ဒီဟာပဲဒီကလည်းပဲကိုပြောချင်တဲ့အရာလည်းလုံလောက်နိုင်မယ်တဲ့ပေါ့နော်အခုကြည့်နေတဲ့သူကလည်းဒီကနေပဲလုံလောက်မယ်ထင်ပါတယ်အဲ့သူပြောနေဒီလောက်မြန်မာပြည်ဒုက္ခရောက်နေတဲ့အချိန်မှာနော်အခုငလေပိတ်ဖြစ်တယ်လူတွေအလောက်တွေတောင်မှထုတ်လို့မပြီးသေးဘူးအဲ့အထက်ကလူတွေကရှည်လားတိတ်လားမသိရသေးဘူးပေါ့နော်အဲ့ဒီအချိန်နေမျိုးမှာတစ်တော့ပေါ်မှာတက်လာပြီးတော့ဖြစ်တွေလှုပ်တယ်ကားပြတယ်ဟောဟာလှုပ်ပြတယ်ဒီဟာလှုပ်ပြတယ်ဘတ်ဒေးတွေတည်တယ်နော်သူတို့ပြောနေတဲ့အရာတွေကိုတင်နေတယ်နော်သူတို့ပြောနေတဲ့အရာတွေကိုတင်နေတဲ့အချိန်ကျတော့ကျွန်တော်တို့ကဘာလုပ်အောင်မလဲနော်အဲ့ဒါတခုစစ်စားရအောင်တချို့တွေဆိုရင်ကျွန်တော်ထားပြီးတော့ပြောအောင်မယ်အခုမန္တလေးမှာဖြစ်နေတာနော်ငါခေဖြစ်တာကမန္တလေးမှာအများကြီးနော်မန္တလေးစကိုင်းနေပြီးတော့လဲထိတယ်အကုန်လုံးထိတဲ့နေရာအများကြီးပေါ့နော်ဒါပေမဲ့အဲ့မန္တလေးကလူတွေကတောင်မှအခုကျွန်တော်ဗီဒီယိုတစ်ပုတ်တွေ့လိုက်သေးတယ်အဲ့မှာနော်သူတို့ကအလှူဒါအစီပြုတ်လာလားမသိဘူးအဲ့ဒါတွေလုံနေရတယ်နော်သူတို့ပြောနေတယ်အဲ့လိုပိုစာမျိုးဗီဒီယိုကြတော့ကိုယ့်ကိုဘယ်လောက်ပဲပျော်ကိုယ့်ကိုဘယ်လောက်ပဲနော်မွေးနေ့ဖြစ်ပါစေပျော်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေဒီမြန်မာနိုင်ငံရဲ့ပြည်သူတွေနော်ကိုငဲ့ညာတဲ့အဖြစ်ခဏလေးတော့တိခါပြီးတော့ရက်ပိတ်ကြပါလို့ဒီကနေပဲကျွန်တော်ထပ်ပြီးတော့တောက်ဆိုပြရစီနော်အဲ့ဒါကျွန်တော်ပြောချင်တာပါ